သူမကိုအယူမူလိုက်ခဲ့တဲ့မိန်းကလေးကအခုတော့လစ်လျူရှုထားတာကိုတွေးလိုက်ရတဲ့အခါခိုးစေကတုန်လှုပ်သွားပါတယ်သူမရဲ့ခံစားချက်တွေကိုစမ်းသပ်ဖို့သူကသူ့ချစ်ဦးသူနဲ့အတူတောက်ဆရာမျှဝေလိုက်ပေမဲ့မိန်းကလေးကဘာမှမတုံ့ပြန်ပါဘူးဒါကိုမြင်တော့ခိုးစေကသူမဟာသူ့ကိုတကယ်ပဲမေ့သွားပြီဆိုတာသိလိုက်ရပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကမိန်းကလေးဟာကင်ဆာဆေးအသစ်တီထွင်ခဲ့ပြီးကုမ္ပဏီကအောင်ပွဲခံပွဲကျင်းပခဲ့ပါတယ်ဒါပေမဲ့ခိုးစေကတော့သူ့ချစ်ဦးသူကိုပြန်ရဖို့ပဲအစီအစဉ်ဆွဲနေခဲ့ပါတယ်မိန်းကလေးကသူ့ကိုတွေ့ကက်နေမှာကိုသူမလိုလားပါဘူးဒါကြောင့်သူကသူမရဲ့တောက်ဆရာထဲမှာတခုခုတိတ်တဆိတ်ရောလိုက်ပါတယ်သူမတောက်လိုက်တာနဲ့တတိမေ့သွားပါတယ်ဆေးရုံမှာမိန်းကလေးနိုးလာတဲ့အခါထူးဆန်းတာကထိုးဆက်ကိုတော့မေ့သွားခဲ့ပါတယ်သူမသူငယ်ချင်းကပြောပြတယ်သူမဟာခိုးဆက်ကိုမြင်မြင်ချင်းချစ်မိပြီး9နှစ်ကြာအောင်လိုက်ခဲ့ရတယ်လို့ပေါ့ကိုဆော့ရဲ့နှလုံးသားထဲမှာတော့အမြဲတမ်းသူ့ချစ်ဦးသူပဲရှိခဲ့တာပါလမ်းခွဲပြီးနောက်မှာခိုးစေကသူ့ကိုယ်သူပိတ်လောင်ထားခဲ့ပြီးမိန်းကလေးကသူ့ဘေးမှာအမြဲရှိပေးခဲ့ပေမဲ့ခိုးစေကသူမကိုမေတ္တာနဲ့မကြည့်ခဲ့ပါဘူးအစမှာမိန်းကလေးကမယုံနိုင်ပေမဲ့သူမရဲ့အရင်စာတွေနဲ့ခိုးဆော့ရဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့အခါဒါတွေအားလုံးမှန်နေဆိုတာလက်ခံလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကသူမဘဝရဲ့အနာကျင်ဆုံးအချိန်တွေပါပဲခိုးဆာစီကနေတိုင်းအနှိမ်ခံရတာတွေကသူမအတွက်ပုံမှန်လိုဖြစ်နေခဲ့ပါတယ်ဒါကြောင့်အခုသူမခိုးဆာကိုမေ့သွားတဲ့အခါဘဝတစ်ခုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဖုန်းထဲကအချက်အလက်တွေဖြတ်လိုက်ပြီးမိဘတွေကိုဖုန်းဆက်ကသူတည်တဲ့နှလုံးဖို့ပြန်လာတော့မယ်လို့ပြောလိုက်ပါတယ်မိဘတွေကဝမ်းသာသွားပြီးအမြန်ပြန်လာဖို့ပြောကြပါတယ်အဲ့ဒီအချိန်မှာပဲခိုးစေကဆေးရုံခန်းထဲဝင်လာပြီးမိန်းကလေးကသူ့နောက်ကိုလိုက်လာတယ်လို့အထင်မှားသွားပါတယ်ဒါပေမဲ့မိန်းကလေးကသူမဟာဆေးမတဲလို့ရောက်နေတာဖြစ်ပြီးသူ့ကြောင့်မဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့မိန်းကလေးလည်းရောက်လာပြီးခိုးစေကသူ့ကုတ်အင်ဂျီကိုသူမကိုဝတ်ပေးလိုက်ကဒီမိန်းကလေးကဝန်ထမ်းတစ်ယောက်သာဖြစ်တယ်လို့ပြောလိုက်ပါတယ်မိန်းကလေးကတော့နောက်လည်းမကြည့်ပဲထွက်သွားပါတယ်ဒါကိုမြင်တော့ခိုးစေကထူးဆန်းတယ်လို့ခံစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူမဟာသူ့အနားမှာနေဖို့အမြဲအကြောင်းပြချက်ရှာတက်လို့ပါနောက်ပိုင်းမှာကောက်ကျစ်တဲ့မိန်းကလေးကသူမကိုလာပြီးရန်စပါတယ်သူမကတွေ့ဝိုက်ပြီးလောင်ပြောင်ပေမဲ့မိန်းကလေးကပြန်မငင်းပါဘူးဒါပေမဲ့ကောက်ကျစ်တဲ့မိန်းကလေးကတရုပ်ဆောင်မှုနဲ့ခိုးဆက်ကိုလှည့်စားပါတယ်ဗီဒီယိုကောခေါ်နေတော့မှသူမကလဲကျသွားတယ်လို့ဟန်ဆောင်လိုက်ပါတယ်ခိုးစေကဘာမှမစင်စားပဲမိန်းကလေးကိုအပြစ်တင်ပြီးသူ့ချစ်ဦးသူကိုပွေ့ချီသွားဖို့အမြန်ထွက်သွားပါတယ်မိန်းကလေးလည်းအခန်းပြန်ဖို့လုပ်ပေမဲ့တယောက်ယောက်ကသူမကိုလေကားပေါ်ကတွန်းချလိုက်ပါတယ်သူမသတိပြန်ရလာတဲ့အခါသူမသူငယ်ချင်းကဘေးမှာရှိနေပေမဲ့မိန်းကလေးကဘာမှမပြောပြပါဘူးဘာလို့လဲဆိုတော့ခိုးစေကသူမသူငယ်ချင်းရဲ့အကိုဖြစ်နေလို့ပါအခုတော့သူမရဲ့နှလုံးသားထဲကနေခိုးဆက်ကိုလုံးဝဖယ်ထုတ်လိုက်ပြီဖြစ်လို့သူမနေနေတော့ဝမ်းနေမိပါတယ်ဒါကြောင့်သူငယ်ချင်းဖြစ်သူကသူမစိတ်ပြေလက်ပြောက်ဖြစ်အောင်ဘားကိုခေါ်သွားပါတယ်အဲ့ဒီမှာတောင်ထိုးဆွဲနဲ့သူ့ချစ်ဦးသူကရောက်လာပြီးချစ်သူတွေလိုဟန်ဆောင်နေကြပါတယ်မိန်းကလေးကိုနာကျင်စေဖို့ခိုးဆွဲကတမင်တကာသူ့ချစ်ဦးသူနဲ့တောက်ဆရာမျှဝေလိုက်ပါသူမဝမ်းနေသွားလိမ့်မယ်လို့သူမျှော်လင့်ပေမဲ့သူမကတော့လုံးဝအေးအေးဆေးဆေးပါပဲဒါကိုမြင်တော့ခိုးဆွဲကဒေါသထွက်ပြီးထွက်သွားပါတယ်သူငယ်ချင်းဖြစ်သူကထိုးဆွဲကိုရင်ဆိုင်လိုက်တယ်ငါသူငယ်ချင်းကနင့်ကိုအရန်ချစ်ခဲ့တာသူမခံစားချက်တွေကိုတခါလောက်တောင်မလေးစားနိုင်ဘူးလားဒါပေမဲ့ခိုးဆွဲကအေးဆက်စွာပြန်ပြောတယ်သူမကငါ့ကိုချစ်ရင်ငါကလည်းသူမကိုပြန်ချစ်ရမယ်လို့ဆိုလိုတာလားသူကဆက်ပြောတယ်သူမဟာနင်းကြောင့်သာကုမ္ပဏီမှာရှိနေတာမဟုတ်ရင်အလုပ်ထုတ်လိုက်တာကြာပြီတဲ့ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးရဲ့နှလုံးသားကလုံးဝကြေကွဲသွားပါတယ်နောက်ထပ်ဘာဖြစ်မလဲသိချင်ရင်တဲစေးပေးထားပါ